မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေရှင်။အေတူးတင်နန်းများနဲ့ကုန်ကျန်းတိုင်မှာကြိုဆိုပါရစေ။ဒီနေ့သင်ကြားမယ့်သင်ခန်းစာကလေးကတော့ကျမတို့အနေမထိုင်ဂျယ်လီပင်ပွားအချိုရည်သင်နန်းကလေးကိုကျမတို့အခုသင်ကြားသွားမှာဖြစ်ပါတယ်။အနေမထိုင်ဂျယ်လီပင်ပွားအချိုရည်မှာကျမတို့ပထမဦးဆုံးပါဝင်ပစ္စည်းများနဲ့မိတ်ဆက်ပါမယ်နော်။ပါဝင်ပစ္စည်းများကတော့ရေ2လီတာကိုကျမတို့ကြိုပါမယ်နော်ရေ2လီတာကိုကျမတို့ကြိုပါမယ်ပြီးတဲ့အခါမှာပါဝင်ပစ္စည်းထဲမှာပါဝင်တာကတကြားကကျမတို့100ဂရမ်ချိန်တွယ်ထားပါတယ်ချိန်စက်တွေနဲ့ကျမတို့တကြား100ဂရမ်ချိန်တွယ်ထားပါတယ်ပြီးရင်ကျမတို့ဂျယ်လီမှုတ်ပေါ့နော်ဂျယ်လီမှုတ်ကကျမတို့က8ဂရမ်နဲ့10ဂရမ်ကြားမှာကျမတို့သုံးလို့ရပါတယ်ကျမတို့အခု9ဂရမ်ထည့်ထားပါတယ်နော်တနန်းသားများကအဆင်ပြေသလိုနှစ်တက်သလိုသုံးလို့ရပါတယ်နောက်တစ်ခါကျမတို့ပါဝင်ပစ္စည်းထဲမှာဘာတွေပါသေးလဲဆိုတော့ SB တာရှည်ခံစည်းပါပါတယ်သူကတော့ကျမတို့0.5 gram ကျမတို့1 gram ပေါ့ SB တာရှည်ခံစည်းကိုကျမတို့က1 gram ထည့်ပါမယ်ဆိုဒီယမ်ဘန်ဆိုရိတ်ပါနောက် CA အချင်ပေါ့အချင်တက်ပါအောင်သူကကြတော့ကျမတို့8 gram ထည့်ပါတယ်ပြီးလို့ရှိရင် TSC ဆိုတဲ့ tri sodium citrate အငံမာစေးလို့လည်းခေါ်တယ်ခုကကျမတို့အနေမထိုင်ဂျယ်လီပင်ပွားထဲမှာသူ့ကိုကျမတို့1 gram ထည့်ပါတယ်ပြီးတဲ့အခါမှာကျမတို့ PS ဆိုတဲ့မိုထိန်စေး potassium sorbate မိုထိန်စေးကြတော့0.5 gram ပေါ့1 gram ရဲ့တဝက်ထည့်ပါတယ်ဒါလေးတွေကိုကျမတို့အစင်သင့်ပြင်ထားတယ်เนาะဒီမှာ CA potassium sorbate PS နောက်တစ်ခါDSC ကျမတို့ဒီမှာ SB သူခုနအတိုင်းဒါတိုင်းကျမတို့ဒီချာ1 gram 1 gram 8 gram 0.5 gram ထည့်ထားပါတယ်ပြီးတဲ့အခါပင်ပွားစီကလေးတွေကို3 gram အရေးဖြော်ထားပါတယ်3 to 5 gram ကြာမှသုံးလို့ရတယ်เนาะအဲ့ထက်ပိုထည့်လဲရတယ် short ထည့်လဲရတယ်အဲ့ဒါတော့ကိုယ်သဘောเนาะပြီးတဲ့အခါမှာကျမတို့ကဒီအနန်းစီပေါ့အနန်းစီဆိုလို့ရှိရင်အခုစတော်ဘယ်ရီနဲ့ပြုလုပ်မဲ့အတွက်ကြောင့်မို့စတော်ဘယ်ရီအနန်းစီလေးကိုကျမတို့အစင်သင့်ပြင်ထားပါတယ်အနန်းစီက2မီလီကျမတို့သုံးပါမယ်ဒီမှာ2မီလီအစင်သင့်ထည့်ထားပါတယ်ဒါစတော်ဘယ်ရီအနန်းစီဘူးလေးပါပြီးတဲ့အခါကျလို့ရှိရင်အရောင်ပေါ့နော်ဟိုဂျယ်လီပေါင်တာပေါ့ဂျယ်လီပေါင်တာကဒါပါကျမတို့ချူးနေတဲ့စိတ်သုံးပါတယ်ပြီးအရောင်ဆိုလို့ရှိရင်ကျမတို့အရောင်မှာသူ့ကိုကျမတို့အခု0.3 မီလီပေါ့ကျမတို့သုံးပါမယ်အရောင်ဘူးလေးလည်းအစင်သင့်လောက်ထားပါတယ်ဒါတရုတ်ကလာတဲ့အရောင်ဘူးလေးတွေပါကျမတို့ကဒီပါဝင်ပစ္စည်းလေးတွေကိုအခုလိုပထမဦးဆုံးရှင်းပြတဲ့အကျင့်ရှိပါတယ်เนาะ A2 ကလေအဲ့ဒီအပြင်ကိုတဘာဝအနေမထိုင်ဂျယ်လီပင်ပွားအချိုရည်အကြောင်းကိုအပိုင်း2မှာကျမတို့ပါဝင်ပစ္စည်းလေးတွေကိုရှင်းပြပါအောင်မယ်